အခုဆရာဆက်ရှင်းပြမယ့် slide လေးကကြတော့ဆရာ generations of computer ပေါ့နော် generations of computer ဆိုတာကကြတော့ computer ရဲ့မျိုးဆက်တွေကိုပြောချင်တာပေါ့နော်ဆရာတို့ဒီ computer မျိုးဆက်တွေကဒီမှာအခုပြထားတဲ့ slide ထဲမှာဆိုလို့ရှိရင် computer မျိုးဆက်က50ရှိတယ် first generation second generation third generation fourth generation fifth generation ပေါ့နော်ဒီမှာတော့ဆရာတို့ slide ထဲမှာfirst gen ကတော့ဘယ်နှခုနှစ်ကနေဘယ်နှခုနှစ်ဆိုတာလေးတွေဖော်ပြထားတယ်เนาะသူ generation လိုက်လေးတွေခုနှစ်လေးတွေကိုခွဲခြမ်းစိတ်ဖြာပြီးတော့ဖော်ပြပေးထားတယ်ဒါလေးတွေကိုဆရာတို့ကအသေးမှတ်ယူဖို့မလိုဘူးအဓိကဆရာတို့ပြောချင်တာကတော့ကွန်ပျူတာရဲ့ generation တွေကဘယ်နှဆက်ရှိတယ်ဆိုတာလေးကိုသိလို့ရှိရင်ရပြီဒီခုနှစ်တွေကဆရာတို့ဒုတိယဖြစ်စေတယ်ပြီးရင်ဆရာတို့သတ်မှတ်တဲ့ဒီနည်းပညာနဲ့ပတ်သက်ပြီးတော့သတ်မှတ်တဲ့နယ်ပယ်တွေကွဲပြားတာမျိုးတွေပြီးရင်ခုနပြောတဲ့ပညာရှင်တွေသတ်မှတ်တဲ့ဟာတွေနဲ့မှာဒါတွေကကွဲပြားနေတာတွေရှိတယ်အဲ့အတွက်ဆရာတို့ပြောထားတဲ့ first gen ကတော့1940ကနေ1956လို့ပြောထားပေမဲ့ဆရာတို့ဒီ internet ထဲမှာရှာတဲ့ခါကြလဲတခါတလေမှာခုနှစ်လေးတွေအနည်းငယ်ကွဲလွဲနေတာရှိတတ်တယ်အဲကြတော့ဆရာတို့ဒုတိယဖြစ်စရာတွေအများကြီးရှိတယ်ဒါတွေကိုဆရာတို့ဒီဟာပေါ့နော်AI ကိုမေးလို့ရှိရင်လည်းသူကအဲ့လိုလေးတွေပြောလိမ့်မယ်နော်ပြောလိမ့်မယ်အဲ့တော့ဆရာတို့နားလည်ထားရမှာကဒီကွန်ပျူတာရဲ့ generation ကမျိုးဆက်ဘယ်နှခုရှိသလဲလို့နားလည်ထားမယ်ရေဘူးအားဖြင့်သတ်မှတ်ထားတဲ့ခုနှစ်တက္ကရာလေးတွေကိုသိရင်ရပြီဆရာတို့ဒီမှာရေးထားသလို first gen ဆို1940ကနေ1956ရှိတယ်ဆိုတာကြီးကိုအသေးမှတ်ထားစရာမလိုဘူးအဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ကွန်ပျူတာမျိုးဆက်ကိုဆရာတို့ first generation လို့ခေါ်မယ်ပြီးရင်အဲ့ဒီ generation မှာเนาะဆရာတို့အသုံးပြုသော technology ကဘာလဲလို့သိလို့ရှိရင်ဆရာတို့ရပြီအဲ့တော့ဆရာတို့ first generation မှာဘယ် technology ကိုသုံးထားတယ် second generation မှာဘယ် technology ဘယ်နည်းပညာကိုသုံးထားတယ်ဆိုလို့ရှိရင်ဒါလုံလောက်တယ်เนาะဒီမှာတော့ဆရာတို့ကတော့ဟိုပေါ့အစဉ်ပြေအောင်ကြည့်လို့လဲအစဉ်ပြေအောင်ရှင်းပြရတာလဲအစဉ်ပြေအောင်ဆရာတို့က generation တွေကိုသူ့ရဲ့ခုနှစ်တက်ကလေးနဲ့ဆရာတို့ကပိုင်းခြားပေးထားတာဖြစ်ပါတယ်ဒီမှာဆရာတို့သတ်မှတ်ထားပြီးတော့ဖော်ပြပေးထားတဲ့ပုံစံအရဆို first generation က1940ကနေ1956ပါဆရာတို့ရှိနေသောနည်းပညာကိုသုံးထားသောပစ္စည်းပေါ့နော်နည်းပညာကိုသုံးထားသောကွန်ပျူတာတွေကိုဆရာတို့က first generation လို့ခေါ်မယ်နော်သူ့မှာအဓိကသုံးထားတဲ့နည်းပညာဘာလဲဆိုလို့ရှိရင်ဆရာတို့ vacuum tube ဆိုတဲ့ဟာကိုအသုံးပြုထားတယ် vacuum tube နော် vacuum tube ဆိုတာဆရာတို့ဒီဘာလဲအလားတန်တူလဲဆိုတော့ဆရာတို့မျက်လုံးနဲ့မြင်တော့ပြောမယ်ဆိုလို့ရှိရင်ဆရာတို့အခုအိမ်ဒီမှာမီးထွန်းနေတဲ့မီးသီးလိုပုံစံမျိုးတွေပဲเนาะဆရာတို့ဒီဖန်နဲ့လှုပ်ထားတယ်ပြီးအထဲထဲမှာလေယာဉ်နဲ့ဖြစ်အောင်တိစောက်ထားတယ်เนาะအဲ့လိုဟာမျိုးတွေကိုဆရာတို့ကဟိုပေါ့နော် vacuum tube နည်းပညာလို့သူတို့ကပြောတယ်အဲ့ဒါတွေကိုဆရာတို့ကဒီ circuit ပြားတွေအပေါ်မှာထည့်သွင်းပြီးတော့တိစောက်ထားတဲ့နည်းပညာကိုအသုံးပြုပြီးတော့ကွန်ပျူတာကိုဖွဲ့စည်းတိစောက်ထားတယ်နော်အဲ့လိုဖွဲ့စည်းတိစောက်ထားတဲ့အတွက်ကွန်ပျူတာတွေကဘာဖြစ်မှာလဲ very large in size နော်အရွယ်အစားပမာဏကြီးမားမယ်နော်အဲ့လိုအရွယ်အစားပမာဏကြီးမားတာဖြစ်တဲ့အတွက်ဆရာတို့ကဘာတွေလိုအပ်သွားပြီလဲဆိုတော့နော်ဆရာတို့ဒီမှာ require large amounts of electricity နော်ဆရာတို့ကွန်ပျူတာဆိုတာကလျှက်စစ်စွမ်းအင်သုံးစက်ပစ္စည်းဖြစ်တယ်လို့ဆရာတို့ပြောခဲ့တယ်ဟုတ်လားနော်ကွန်ပျူတာကဆရာတို့ကလျှက်စစ်စွမ်းအင်ကိုအသုံးပြုပြီးတော့မှအလုပ်လုပ်နေတော့general purpose machine ဖြစ်တယ်နော်အဲ့ဒီအတွက်ဆရာတို့ကကွန်ပျူတာသုံးရမယ်ဆိုလို့ရှိရင်ဘာလိုတော့မလဲ electricity ဆိုတဲ့စွမ်းအင်လိုအပ်တယ်နော်အဲ့လိုလိုအပ်တဲ့နေရာမှာဆရာတို့ကအရွယ်စားပမာဏကြီးမားတာဖြစ်တဲ့အတွက်လက်စစ်စွမ်းအင်တွေကလည်း electricity တွေကလည်းဘယ်လောက်လိုအပ်မှာလဲဆိုတော့အများကြီးလိုအပ်မယ်တဲ့နော်အများကြီးလိုအပ်မယ်အဲကြတော့ဆရာတို့လက်စစ်စွမ်းအင်တို့အများကြီးသုံးပြီဆိုကြတဲ့ကဘာတွေဖြစ်ပြီလဲအပူထုတ်လွှတ်မှုတွေကများပြီနော်အပူထုတ်လွှတ်မှုတွေများတယ်နော်များတဲ့အတွက်ဆရာတို့အရန်ကြီးကောင်းမွန်နေတဲ့ generation တော့မဟုတ်သေးဘူးပေါ့နော်အရန်ကြီးကောင်းမွန်နေတဲ့ generation မဟုတ်သေးဘူးအဓိကအဲ့ဆိုဆရာတို့နားလည်လိုက်ရမှာကနော်ကွန်ပျူတာရဲ့ပထမဆုံးစပေါ်လာသော first generation မှာဆိုလို့ရှိရင် vacuum tube ဆိုတဲ့ technology နည်းပညာကိုသုံးထားတယ်အဲ့ဒီအတွက်ကွန်ပျူတာရဲ့အရွယ်အစား size ပမာဏကကြီးမားတယ်
နော်အဲ့လိုအရွယ်စားပမာဏကြီးမားတဲ့ hardware ပစ္စည်းတွေသုံးရတာဖြစ်တဲ့အတွက်ဆရာတို့ဒီလျှပ်စစ်စွမ်းအင်တွေအများကြီးလိုအပ်မယ်နော်ဒီလိုမျိုးကြီးမားတဲ့ပစ္စည်းတွေကိုဆရာတို့ကအလုပ်လုပ်တယ်လျှပ်စစ်စွမ်းအင်တွေအများကြီးလိုအပ်တာဖြစ်တဲ့အတွက်အပူထုတ်လွှတ်မှုတွေကလည်းများမယ်နော်ရမယ်နော်နမူနာအနေနဲ့ပြောမယ်ဆိုလို့ရှိရင် ENIAC ဆိုတဲ့ကွန်ပျူတာတွေ UNIVAC ဆိုတဲ့ကွန်ပျူတာတွေနော် ENIAC ဆိုတာကြတော့ Electronic Numeric Integrator ကွန်ပျူတာဆိုတဲ့ဟာကိုပြောခြင်းဖြစ်တယ် UNIVAC ကတော့ဆရာတို့ Universal Automatic Computer တွေကိုပြောခြင်းဖြစ်တယ်တဲ့အဲ့တော့ဆရာတို့ဒီမှာမြင်တွေ့နေရတဲ့ပစ္စည်းတွေကဒါဆရာတို့လက်ရှိအခုအသုံးပြုနေသောကွန်ပျူတာတွေရဲ့ပထမဆုံးစပေါ်ခဲ့တဲ့ generation ဖြစ်တယ်နော် ENIAC ဆိုလို့ရှိရင်ဆရာတို့ဒီအခန်းတစ်ခန်းနီးပါးလောက်အရွယ်စားပမာဏရှိတယ်ပေါ့နော် UNIAC ဆိုလဲဆရာတို့စပွဲအကြီးတစ်လုံးစာလောက်နေရာကိုယူပြီးတော့သုံးနေတာဖြစ်တယ်ပေါ့နော်ဒါဆိုမျက်လုံးနဲ့မြင်တာမထင်နဲ့နော် ENIAC ရဲ့ UNVAC ရဲ့နော်သူတို့မှဆိုလို့ရှိရင်ဆရာတို့က ENIAC တွေဆိုလို့ရှိရင်ဘယ်နေရာတွေမှာအသုံးပြုလဲဆိုတော့စစ်ဘက်နယ်ဘက်တွေမှာသူက ENIAC တွေကိုသူကသုံးတယ်ဒီလက်နက်ကြီးပစ်ဖို့အတွက်တွက်ချက်တဲ့နေရာတော့เนาะနျူကလ িয়ার လက်နက်သုတေသနလုပ်တဲ့နေရာတွေမိုးလေဝသခန့်မှန်းတာတော့เนาะသိပ္ပံသုတေသနလုပ်တဲ့နေရာတွေမှာအဓိကသုံးတယ် UNIVAC ကိုကြတော့ဆရာတို့ကအရက်ဖက်မှာသုံးတာများတယ်လို့ပြောလို့ရတယ်ဆရာတို့လူဦးရေကောက်လုပ်တဲ့ကိစ္စမျိုးတွေเนาะပွဲဒီဆရာတို့ပွဲတစ်ခုခုရဲ့ရလဒ်တွေကိုခံမှန်းတာမျိုးတွေစီးပွားရေးလုပ်ငန်းတွေမှာရှိတဲ့စီးရင်အင်းတွေကိုအသုံးပြုကြတယ်အဲ့တော့ဆရာတို့ကအနှစ်ချုပ်အနေနဲ့ပြောမယ်ဆိုရင် ENIAC ကိုကြတော့ဆရာတို့ကဒီစစ်ဖက်နဲ့ဤပညာဒီသိပ္ပံပညာရက်တွေကိုဆရာတို့ဟိုလုပ်တဲ့ဒီ analyze လုပ်တာမျိုးတွေခုနပြောလဲတွက်ချက်တဲ့အပိုင်းတွေလုပ်တဲ့အခါမှာအဓိကထားပြီးတော့အသုံးပြုအဲ့တော့ဆရာတို့နားလည်ရမှာက ENIAC ကအစိုးရနဲ့စီးပွားရေးလုပ်ငန်းကြီးတွေမှာအသုံးပြုတယ်ပေါ့နော် UNIAC ကတော့ဆရာတို့ဒီဟိုပေါ့ခုနပြောတဲ့အဖွဲ့အစည်းတွေမှာသုံးတယ်နော်ရမယ်နော်ဒါ second generation မှာကြာတော့တဲ့ဆရာတို့ကဘာတွေသုံးလာပြီလဲဆိုတော့အစော first generation မှာသုံးနေတဲ့ vacuum tube တွေအစား replacement ဆိုတော့အစားထိုးလာပြီဘာတွေနဲ့အစားထိုးလာလဲ transistor ရဲ့ circuit တွေထဲမှာเนาะခုနပြောတဲ့ vacuum tube တွေအစားဆရာတို့က transistor ဆိုတဲ့နည်းပညာတွေကိုသူကပို့ပြီးတော့အသုံးပြုလာတယ်ပြောင်းလဲပြီးအသုံးပြုလာတယ်အဲ့ဒီအတွက် vacuum tube တွေတဲ့ transistor တွေကသေးငယ်တဲ့အရွယ်စားပမာဏရှိတာဖြစ်တဲ့အတွက် first generation ကွန်ပျူတာတွေထက်အရွယ်စားပမာဏတွေကသေးသွားပြီနော်အဲ့လိုအရွယ်စားပမာဏတွေသေးသွားတာဖြစ်တဲ့အတွက်သူ့ရဲ့လိုအပ်သောဒီဟွာတွေကလည်း electricity တွေကလည်းနည်းသွားမယ်နော်လိုအပ်သော electricity တွေနည်းသွားမယ် electricity တွေနည်းသွားတာဖြစ်တဲ့အတွက်ဆရာတို့ဒီအပူထုတ်လွှတ်မှုတွေကလည်း first generation တဲ့ပို့ပြီးတော့နည်းသွားမယ်နော်အဲ့တော့ဆရာတို့က vacuum tube နဲ့ transistor မှာဆိုလို့ရှိရင်ဘာတွေအားသာချက်အားနည်းချက်တွေဖြစ်သွားလဲဆိုလို့ရှိရင်ဆရာတို့ vacuum tube မှာတော့ဆောကပြောသလိုလေဟာနယ်ပြုံလို့သူကပြောတဲ့ဒီလိုမျိုးပေါ့နော်ဖန်မီလုံးလိုပုံစံမျိုးအကြီးတွေကိုသူကသုံးရတဲ့အရွယ်စားတွေကြီးတယ် transistor ကတော့အဲ့လိုမဟုတ်တော့ဘူးဆရာတို့ဒီ transistor လို့ပြောတဲ့အထဲမှာသူအလုပ်လုပ်ပေးနိုင်တဲ့ဒီ switch တွေလုပ်ပေးနိုင်တဲ့ switching လုပ်ပေးနိုင်တဲ့ on off တွေပေါ့နော်ဆရာ signal on off တွေလုပ်ပေးနိုင်တဲ့ဒီဟွာလေးတွေ item လေးတွေကိုအများကြီးနဲ့သူကဖွဲ့စည်းလို့ရသွားတယ်နော်ဖွဲ့စည်းလို့ရသွားတာဖြစ်တဲ့အတွက်ဆရာတို့က vacuum tube တွေကအရွယ်စားပမာဏကြီးမယ် transistor တွေကအရွယ်စားကသေးမယ်နော်ပြီးလို့ရှိရင်vacuum tube ကအရွယ်စားဆောကပြောသလိုပေါ့နော်ဆရာတို့ပါဝါစားတွေများမယ် transistor ကတော့ပါဝါစားတွေနည်းသွားမယ်အပူထုတ်လွှတ်မှုမှာလည်းအဲ့လိုပဲအရွယ်စားပမာဏအရာဆရာတို့ကွာဟမှုတွေဖြစ်သွားတော့ transistor ကပိုကောင်းတယ်ပြီးတော့အသုံးပြုတဲ့နေရာမှာလည်းကြာရှည်အသုံးခံမှုမှာလည်း transistor တွေကပိုပြီးတော့
မြင့်တယ်ဟိုပါပေါ့ကြာရှည်အသုံးခံတယ် vacuum tube တွေကတော့ဆရာတို့ဖန်နဲ့ပြုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကွဲလွယ်ပြုလည်းရှိတယ်အလုံးလုံးတဲ့နေရာမှာဆိုလို့ရှိရင်လည်းဆရာတို့ vacuum tube တွေနဲ့ transistor တွေကပို့ပြီးတော့မြန်တယ်ကုန်ကြစိတ်မှာဆိုလို့ရှိရင်လည်းဆရာတို့ဇရိတ်သက်တာတယ် transistor ဇရိတ်သက်တာပြီးတော့အမြောက်အများကိုထုတ်လို့ရတယ်ဤပညာအနေနဲ့ပြောမယ်ဆိုရင်လည်းဆရာတို့ဒီ transistor ဆိုတာက second generation ဖြစ်သွားပြီပေါ့နော်အဲဒီတော့ဆရာတို့ကအားသာချက်အားနည်းချက်တွေကြည့်မယ်ဆိုရင်တော်တော်လေးကွာလာပြီအရွယ်စားတွေကွာလာမယ် power consumption တွေကွာလာမယ်အပူထုတ်လွှတ်မှုတွေကွာလာမယ်ပြီးလို့ရှိရင်ဆရာအလုံးလုံးဆောင်တဲ့ပုံစံတွေမှာဆိုလို့ရှိရင်လည်း transistor ပုံမှုထိရောက်ပြီးလုံနိုင်တယ်ကုန်ကြစိတ်တွေမှာဆိုလည်းကွဲလွဲမှုလေးတွေရှိတယ်ပေါ့နော်ရမယ်နော်ဒါဆရာတို့ဤပညာရဲ့တိုးတက်လာတဲ့အပိုင်းပေါ့နော်ဤပညာရဲ့တိုးတက်လာတဲ့အပိုင်းလေးတွေဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင်ဆရာတို့လေ့လာမယ်ဆိုလို့ရှိရင် IBM 350ဆိုတဲ့ model မျိုးတွေကိုဆရာတို့ကကွန်ပျူတာရဲ့ second generation ထဲမှာထည့်ထားလို့ရတယ်ပေါ့နော်ထည့်ထားလို့ရတယ်ဒီမှာဆိုလို့ရှိရင်ဆရာတို့ IBM 350ရဲ့အရွယ်အစားနဲ့ပမာဏကိုကြည့်လို့ရအောင်ပြထားတဲ့ပုံလေးဖြစ်ပါတယ်အဲ့တော့ဆရာတို့က IBM ဆိုတာကဆရာတို့ IBM ကုမ္ပဏီကเนาะ IBM 350ဆိုတာ IBM ကုမ္ပဏီကထုတ်လိုက်တဲ့ကွန်ပျူတာဖြစ်တယ်ပြီးလို့ရှိရင်ဆရာတို့ဒီကမ္ဘာပထမဆုံး hard disk drive အနေနဲ့လည်းဆရာတို့မှတ်တမ်းစတင်လို့ရတဲ့ဟာဖြစ်တယ်အရွယ်အစားပမာဏအနေနဲ့တော့ဒီမှာမြင်ရတဲ့အတိုင်းပဲเนาะဆရာတို့ဟိုပေါ့ရေခဲတစ်တာနှလုံးစာလောက်တော့ site ပမာဏအနေနဲ့ရှိမယ်ပေါ့နော်ရှိမယ်ပြီးလို့ရှိရင် data သိမ်းဆည်းနိုင်မှုကြတော့လည်းfirst generation တဲ့ပို့မှုပြီးတော့သိမ်းဆည်းလို့ရသွားပြီပြီးတဲ့အခါဆရာတို့ဆော့ပြောခဲ့တော့ကွန်ပျူတာရဲ့ working flow ထဲမှာပါနေတာ random access memory ဆိုတဲ့နည်းပညာဒီဘက်ကိုစပြီးတော့လှမ်းပြီးတော့ပြောင်းလဲလာတဲ့စနစ်ကိုအသုံးပြုလာတယ်ပေါ့နော်အဲ့တော့ဆရာတို့နားလည်ရမှာ first generation နဲ့ second generation မှာအဓိကအသုံးပြုနေတဲ့ technology ဖြစ်တဲ့ vacuum tube ကနေ transistor ကိုပြောင်းလိုက်တယ်ပြီးတဲ့အခါမှာအရွယ်စားပမာဏလျော့လာတယ်ပြီးလို့ရှိရင်အစောပြောနေတော့ data storage အပိုင်းလေးတွေပါလာမယ်ပြီးတဲ့အခါကျလို့ရှိရင် memory ပေါ်မှာတင် run တယ်ဆိုတဲ့နည်းပညာဘက်ကိုသူကရွှေ့လာတယ်ပေါ့နော် memory ဘက်မှာတင် run တယ်ဆိုတဲ့နည်းပညာဘက်ကိုရွှေ့လာတယ်ပြီးတဲ့အခါကျရင်သူကဆရာတို့ဒီဟိုပါပေါ့လုပ်ငန်းတွေမှာအသုံးပြုလို့ရတဲ့ဘက်ကိုရွှေ့လာတဲ့သဘောပေါ့နော်အဲဒါဆိုဆရာတို့ကကုန်ပစ္စည်းချိန်သိမ်းတဲ့နေရာတွေမှာသုံးတဲ့ဘက်တွေမှာတွင်တွင်ကျဲကျဲသုံးလာတယ်ပြီးလို့ရှိရင်လေချောင်းလိုက်လက်မှတ်စနစ်တွေမျိုးတွေဘဏ်လုပ်ငန်းတွေမှာငွေစင်းရှင်းတန်းလုပ်တဲ့လုပ်ငန်းတွေမှာเนาะပြီးထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေသုံးတဲ့ထဲတွေမှာဒါတွေကိုဆရာတို့က IBM 350ဆိုတဲ့ကွန်ပျူတာတွေကိုထည့်ပြီးတော့သူကသုံးလာပြီပေါ့နော်ရမလားဒီထိရမလားโอเคလားအဝေးရတဲ့နေဟွာလေကျောင်းသူညီမလေးရောအဆင်ပြေလားမသိဘူးနော်ฮัลโหลဟေးဆရာရဟုတ်ဆရာဟိုလေဒီနေ့ကဆရာကျောင်းသူအောင် join မှုတယ်ဆရာဩအဲ့လိုလားဟုတ်အဲ့တော့ဒီဟုတ်ဟုတ်ထဲမှာရှိတာကဒီနေ့ကဆရာသမီးရယ်ဟိုရယ်ထက်ထက်ရယ်ဝီလီယံရယ်ပဲရှိမှာဆရာအဲ့တော့ record ပဲလုပ်လိုက်မယ်နော်ဟုတ်โอเคโอเคဟုတ်ညာအောက်က smart 6ဆိုဟိုကျောင်းသူမှတ်နေလို့ဟုတ်အဲ့ဒါဒါလေးပြီးအောင်သွားလိုက်မယ်လေနော်ဟုတ်ဟုတ်ဒီ slide လေးတစ်ခုပြီးအောင်သွားလိုက်မယ်နော်
အဲ့ slide လေးနှစ်ခုပဲတွားထားလိုက်ရမလားဆရာဘယ်လိုလုပ်ရမလဲဆရာတို့ဒီ generation ပဲဆရာပြီးရဟိုကလုပ်လိုက်မလားဆရာအဲ့ဒါနောက်တစ်ပတ်တော့ဟိုကလုပ်မိတော့မိလောက်မှာပါဆရာဟုတ်ပြီဟုတ်ပြီဆရာဟိုက Telegram ထဲမှာပဲသမီးတို့ဗီဒီယိုသူ့ကိုဟိုကပို့ထားလိုက်ဆရာအဲ့လိုဟုတ်ပြီဟုတ်ပြီအဲ့ဒါဆရာဒါလေးပြီးအောင်plan လိုက်မယ်နော်ပြောင်းလိုက်မယ်ဆို slide ကဟိုကြံအောင်မယ်ခုနှစ်ခုကြံအောင်ခုနှစ်ခုဆရာ run လိုက်မယ်နော်ဟုတ် okay အဲ့ဒါဆိုသမီးပြီးအဲ့ဟိုထဲကိုခေါ်တာပြီနော် Telegram ထဲကိုခေါ်တာပြီနော်ဟုတ်ပြီအဲ့ဒါဆက်သွားလိုက်မယ်နော်ဟုတ်okay အဲ့တော့ဆရာရှေ့မှာရှင်းပြခဲ့တဲ့ဆရာရှေ့မှာရှင်းပြခဲ့တဲ့ generation 20ကတော့ပြီးသွားပြီအဲ့တော့အခု third generation ကိုရောက်လာပြီ okay နော် third generation မှာဆိုလို့ရှိရင်အဓိကဆရာတို့ကနည်းပညာတွေကိုပြောင်းလဲပြီးအသုံးပြုလာတဲ့အခါမှာ second generation ဖြစ်တဲ့ transistor တွေအစားဘာတွေကိုထည့်လာပြီလဲဆိုတော့ IC လို့ခေါ်တဲ့ integrated circuit တွေကိုထည့်လာခြင်းဖြစ်ပါတယ်transistor ဆရာတို့ကဒီ IC လို့ခေါ်တဲ့ integrated circuit တွေကိုအသုံးပြုလာတယ် integrated circuit တွေကိုအသုံးပြုလာတဲ့အခါမှာဆရာတို့ဘာတွေဖြစ်လာမလဲဆိုတော့ကျတော့အစောပြောသလို second generation computer တွေထက်အရွယ်စားပမာဏတွေဟာပိုပြီးတော့သေးသွားမယ်နော်ပိုပြီးတော့ငယ်သွားမယ် site အရွယ်စားတွေပိုပြီးတော့ငယ်သွားမယ်အဲ့အတွက်ဆရာတို့ကအပူထုတ်လွှတ်မှုတွေလည်းနှိုင်းရှင်လို့ရှိရင် second generation အတွက်သက်သာသွားမယ်ပြီးလို့ရှိရင်ဆရာတို့လျှပ်စစ်စွမ်းအင်တွေကို electricity တွေကိုသုံးစွဲမှုတွေကလည်း power consumption တွေကနည်းလာတယ်အဲ့လိုနည်းလာတာဖြစ်တဲ့အတွက်ဆရာတို့ဘာဖြစ်သွားမလဲဆောပြောသလိုအပူထုတ်လွှတ်မှုတွေကလည်းနည်းလာမယ်နောက်တစ်ခုကဘာတွေပူအားသာလာမလဲဆိုလို့ရှိရင်တဲ့နော် faster and more accurate လို့ပြောတယ်နော် more accurate faster and more accurate ဆိုတော့ဆရာတို့က second generation first generation second generation တွေထဲ third generation တွေကနော်တွက်ချက်မှုတွေမှာပို့ပြီးတော့မြန်ဆန်လာမယ်မြန်ဆန်ရုံနေမဲလားဆိုလို့ရှိရင်မဟုတ်ပါဘူးတဲ့နော်ဆရာတို့ဒီတွက်ချက်လိုက်တဲ့ data တွေကလည်း accurate ဆိုတော့တိကျမှုတွေပို့ပြီးတော့ရှိလာတယ်တဲ့နော်အဲ့တော့ဆရာတို့ကဒီမှာဆိုရင် third generation မှာတော်တော်ကို generation အရာဆရာတို့ထွက်လာတဲ့ result တွေကပို့ပြီးတော့ကောင်းလာတယ်ပြောင်းလဲလာပြီပေါ့နော် first generation တော့ vacuum tube တွေကိုသုံးတယ်နော် second generation မှာ transistor တွေသုံးတယ် third generation မှာကျတော့ဆရာတို့က transistor တွေအစား IC လို့ပြောတဲ့ integrated circuit တွေကိုအသုံးပြုလာတယ်နော်အဲ့ဒီမှာတိတိတတ်တာပြောင်းလဲမှုကတော့ဗာလဲဆိုတော့ fast and more accurate လို့ပြောတယ်မြန်ဆန်မယ်ပို့ပြီးတော့တိကျတယ်ဆိုတဲ့ကိစ္စတွေရလာမယ် result တွေရလာမယ်အဲ့တော့ဆရာတို့ကဒီ transistor တွေနဲ့ integrated circuit တွေမှာဆိုလို့ရှိရင်အဓိကဘာတွေကွာခြားမှာလဲလို့ပြောလို့ရှိရင်ဆရာတို့ခုနပြောလို့ပေါ့နော်ဒီcircuit တီလေးထဲမှာပဲ transistor ပေါင်းများစွာကိုဆရာတို့တိဆောက်ပြီးတော့ result တွေကိုပိုကောင်းအောင်လှုပ်ဆောင်နိုင်တဲ့အစိပ်ပိုင်းတွေအများကြီးထည့်ပြီးတော့သူကလှုပ်လာတာဖြစ်တယ်ဟုတ်ပြီနော်ဆရာတို့ transistor ဆိုတာတော့ကျတော့တစ်လုံးချင်းစီနော်ဒီ circuit ပေါ်မှာ transistor တစ်ခုချင်းစီကိုဆရာတို့ဘာလုပ်ထားရလဲဆရာတို့ဒီcircuit ပေါ်မှာပေါင်းထားပြီးတော့သူကအလုံးလှုပ်သွားတာနော် transistor ဆိုတော့ကျတော့ဆရာတို့ကဒီ component တွေကို dedicate ဟိုပါတော့ဆရာတို့ဒီခွဲထားပြီးတော့ circuit ပေါ်မှာ transistor တစ်လုံးချင်းစီနဲ့တိဆောက်ပြီးတော့သူကအလုံးလုပ်တယ် integrated circuit ဆိုတာကျတော့အဲ့လိုမဟုတ်တော့ဘူးဆရာတို့ကအစောပြောတဲ့ transistor ပေါင်းများစွာကိုအဲ့ဒီထဲမှာဆရာတို့က circuit ပတ်လမ်းတွေထဲမှာဖွဲ့စည်းတည်ဆောက်ပြီးတော့ပုံမှုသိငင်အောင်လုပ်ထားတဲ့ဟာကိုဆရာတို့ကဒီ IC လို့ခေါ်တယ် transistor တော့တခုတည်းအနေနဲ့ပဲသူကရက်တည်ရှိသေးတယ် transistor တွေ capacitor တွေကိုနော်အစိပ်ပိုင်းတွေကိုထောင်တောင်းချီပြီးတော့ဆရာတို့ကဒီ circuit လေးပြုလုပ်ပြီးတော့အလုပ်လုပ်ခိုင်းတဲ့ကောင်ကြတော့ဆရာတို့က IC လို့ခေါ်တယ်နော်အဲ့ဒီအတွက်ဆရာတို့အစောပြောသလိုမျိုးလှုပ်ဆောင်တဲ့အပိုင်းတွေကမြန်လာတယ်ပိုပြီးတိကျတယ်ဆိုတော့အပိုင်းတွေဖြစ်လာတယ်transistor တွေကတစ်ခုချင်းစီကိုထုတ်လို့ရတယ်ဆရာတို့ IC ဆိုတာကြတော့အဲ့လိုမဟုတ်ဘူးဆီလီကွန်ပြားလေးတွေအပေါ်မှာပဲအစိပ်ပိုင်းတွေအားလုံးတွေကိုတခါလဲဆရာတို့က print လေးပဲလုပ်ပြီးတော့မှဆရာတို့ကတိဆောက်ပြီးတော့တခါတည်း pack လုပ်ပြီးတော့ထုတ်ထားတာဖြစ်တဲ့အတွက်ဒီအစိပ်ပိုင်းတစ်ခုချင်းစီဆိုတာထက် IC ဆိုရင် IC ထဲမှာအစောပြောသလိုမျိုး transistor တွေပေါင်းများစွာcapacitor ပေါင်းများစွာကိုတိဆောက်ပြီးတော့မှဆရာအစိပ်ပိုင်းတစ်ခုအနေနဲ့
ထွက်လာခြင်းဖြစ်တယ် transistor တော့လည်းမဟုတ် transistor တစ်လုံးချင်းစီတိဆောက်ပြီးတော့မှဆရာတော်လာပြီးတော့တွဲဆက်ရတာဖြစ်တယ်နော်အဲကြတော့ transistor မှာဆိုရင်ဆရာတို့ wire ကြိုးတွေခဲကြီးနဲ့တွဲဆက်ရတဲ့အပိုင်းတွေပါတယ် IC မှာကြတော့အဲ့လိုမဟုတ်ဘူးဆရာတို့ chipset ထဲမှာ print တွေပဲလုပ်ပြီးတော့တခါတည်းတိဆောက်ခဲ့တာဖြစ်တဲ့အတွက်စောလို့ရှုပ်ထွေးတဲ့အပိုင်းတွေမပါတော့ဘူးသူမှာlayout diagram တွေကပုံစံအတိုင်းသူကအတိတိကျကျချိတ်ဆက်ပြီးတော့အလုပ်လုပ်သွားတဲ့အပိုင်းကိုတိဆောက်ထားတာဖြစ်တယ်ရမယ်နော်အဲ့တော့ဆရာတို့ကthat generation မှာဆိုလို့ရှိရင်အဓိကက IC ဆိုတဲ့ chipset တွေနော် IC ဆိုတဲ့ integrated circuit chipset တွေကိုသုံးတယ်ရွေးစားပမာဏက second generation တွေထက်ပိုမိုပြီးတော့ငယ်သွားမယ်ပြီးလို့ရှိရင်ဆရာတို့ power consumption တွေနည်းသွားမယ် power consumption တွေနည်းတဲ့အတွက်အပူထုတ်လွှတ်မှုတွေလည်းနည်းသွားမယ်အလုံးလုံးဆောင်တဲ့အပိုင်းမှာဆိုလို့ရှိရင်ပိုမိုမြန်ဆန်ပြီးတော့တိကျတဲ့အဖြေတွေကိုထုတ်ပေးနိုင်တယ်ပေါ့နော်ဒီမှာဆိုဆရာတို့နမူနာအနေနဲ့ IBM 360ရဲ့390ရဲ့ကိုပေါ်ပြပေးထားတယ်အဓိကကတော့ဆရာတို့ဒီ model တွေက that generation မှာဖြစ်ပေါ်လာတဲ့ကွန်ပျူတာတွေဖြစ်တယ်ပုံမကြည့်လစ်တဲ့ပုံသဏ္ဍာန်တွေနဲ့သူကပို့ပြီးတော့မြင်ရပြီပေါ့နော်ပြီးလို့ရှိရင်ဆရာတော်အဲ့ကောင်တွေကိုကြတော့ဘယ်ဒီမှာအသုံးပြုလဲဆိုတော့ပြောတဲ့ software တွေ hardware တွေကိုအပြန်အလှန်အသုံးပြုနိုင်တဲ့အနေအထားထိရောက်လာပြီဆရာတို့ first generation second generation တော့အဲ့လိုမဟုတ်ဘူးဆရာတို့ခုနပြောသလို trigger တွေနဲ့အလုပ်လုပ်တာဒီမှာကြတော့ဆရာတော် software ဘိုင်းတွေ hardware ဘိုင်းတွေတွဲဆက်ပြီးတော့အလုပ်လုပ်နိုင်တော့အပိုင်းတွေကိုသူကရောက်လာပြီဆရာတို့ကွန်ပျူတာကို what is computer လို့ပြောခဲ့တော့ဆိုရင် general purpose machine လို့ပြောခဲ့တာဖြစ်တဲ့နေရာကိုသူကရောက်ရှိလာပြီဖြစ်တယ်အများကြီးကိုဒီတစ်ခုထဲမှာပဲเนาะမတူညီတဲ့နယ်ပယ်တွေမှာရှိနေတော့အသုံးချမှုတွေကိုသူကပေါင်းစည်းပြီးတော့လုပ်ပေးနိုင်တဲ့အပိုင်းကိုရောက်လာပြီပေါ့နော်အဲ့တော့အစောကပြောသလိုဆရာတို့ရှေး generation တွေတော့ဆရာတို့ကနယ်ပယ်တွေမတူရင်မတူသလိုမျိုးသူကကွဲပြီးတော့အသုံးပြုခဲ့ကြရတယ်that generation ရောက်လာတဲ့အခါမှာတော့ဆရာတို့ကဒါတွေအကုန်လုံးကိုတွဲဆက်ပြီးတော့ဆရာတို့အသုံးပြုလို့ရတဲ့အပိုင်းကိုရောက်လာပြီပြီးတဲ့အခါဆရာတို့အစောပြောသလိုမျိုး virtual machine လို့ခေါ်တဲ့ hardware memory တွေမလောက်တဲ့အခါမှာ storage device ပေါ်မှာတွားပြီးတော့ရေးတဲ့ memory တွေယာယီခွဲပြီးရေးတဲ့အပိုင်းတွေကိုဒီမျိုးဆက်မှာစပြီးတော့အကောင့်တွေပေါ်ပြီးလုပ်နိုင်တဲ့ဟာတွေဖြစ်ပေါ်လာပြီပြီးရင်ဒီကောင်တွေကိုဆရာတို့ data center တွေနဲ့တိဆောက်ပြီးတော့အလုပ်လုပ်တဲ့အပိုင်းတွေကိုရောက်လာပြီဖြစ်တယ်အဲ့ဒါဆရာဆက်သွားမယ်နော် fourth generation ကိုသွားလိုက်မယ် fourth generation မှာဆိုလို့ရှိရင် fourth generation ကဆရာတို့ဒီမှာဖော်ပြထားတာတော့1973ကနေ1980ပေါ့နော်ဆရာဒီ slide ရဲ့ပထမဆုံးထိပ်မှာပြောခဲ့သလိုပဲ generation တွေကိုသတ်မှတ်တဲ့အခါမှာသူကခုနှစ်တက်ကလေးတွေနဲ့ပိုင်းခြားပြီးတော့သတ်မှတ်တယ်ဆိုတာထက်နော် first generation မှာဘယ်လိုနည်းပညာသုံးလဲ second generation မှာဘယ်လိုနည်းပညာသုံးလဲဆိုတာကိုအဓိကထားပြီးတော့မှတ်ပေးပါဒီမှာဖော်ပြထားတဲ့ခုနှစ်တွေကဆရာတို့ဒီ reference လုပ်ထားတဲ့ data တွေပေါ်မှာမူတည်ပြီးတော့ဝယ်ပြားနိုင်တယ်ပြီးရင်သူတို့ဒီပညာရှင်တွေသုံးသပ်ထားတဲ့ခုနှစ်တွေပေါ်မှာမူတည်ပြီးတော့ဝယ်ပြားနိုင်တယ်အဲ့ဒါလေးကိုတစ်ချက်နားလည်ထားရမယ်အဓိကတော့ဆရာတော် first generation မှာဘယ်လိုနည်းပညာသုံးလဲ second generation မှာဘယ်လိုနည်းပညာသုံးလဲဆိုတာကိုသိထားဖို့လိုအပ်တယ်နော်ဒီမှာကျတော့ဆရာတော် fourth generation မှာကျတော့ဘာတွေသုံးလာပြီလဲဆိုတော့ LSI လို့နော်LSVI LSVI မဟုတ်ထင်တယ်ဆရာဒီမှာစကလုံးပေါင်းလေးများလွဲနေလားနော်VLSI ဖြစ်မယ်နော် VLSI ဆိုတဲ့ဒီပညာတွေကိုသုံးနေတာဖြစ်တယ်ဆရာဒါလေးပြီးတော့ပြင်ပေးလိုက်ပါမယ်နော် LSI ရှိမယ်ပြီးလို့ရှိရင် VLSI ဖြစ်မယ်နော်အောက်မှာလည်းသူကဖော်ပြထားပါတယ်ဆရာတို့ LSI ဆိုတာက large scale integration เนาะဒီမှာဆိုလို့ရှိရင်ဆရာတို့ဒါက VLSI ဖြစ် LSI เนาะဒါစလုံးပေါင်းလေးမှားတယ်เนาะဒီမှာကြည့်လိုက် very large เนาะအဲ့တော့ဆရာတို့က VLSI
I နော် VLSI ဖြစ်လိမ့်မယ်နော်large scale integration ဆိုတော့ဘာကိုပြောချင်တာလဲဆရာတို့ခုနပြောသလိုပဲဒီဟွာတွေပေါ့နည်းပညာတွေ fourth generation မှာဆိုလို့ရှိရင်ဆရာတို့အခုပြောနေတဲ့ large scale integration ဆိုတာတွေကိုသူကသုံးလာပြီနော်သုံးလာပြီဆရာတို့ third generation တော့ဆိုလို့ရှိရင် IC လို့ခေါ်တဲ့ integrated တွေကိုသုံးလာတယ်အဲ့ integrated တွေသုံးလာတဲ့အထဲမှာဆိုရင်အဲ့ chipset တည်တည်လေးထဲမှာ transistor တွေအများကြီးကိုထည့်သွင်းပြီးတော့သူကသုံးထားတာဖြစ်တယ်ပေါ့နော်အဲ့ဒါကဘယ်ပေါ်မှာခြေခံသွားတာဆိုတော့ LSI တို့ VLSI တို့ဆိုတဲ့နည်းပညာတွေတိုးတက်လာဖို့အတွက်သူကအဲ့ဒီကဟိုပါပေါ့နော်ကနဦးထွက်ပေါ်လာတဲ့ဟာဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာတို့က LSBI ကကြတော့ဘာတွေလောက်သွားတာလဲဆိုလို့ရှိရင်အထဲထဲမှာ micro chipset အပြာလေးတစ်ခုထဲမှာပဲ transistor ပေါင်းကိုထောင်ကဏန်းတောင်းကဏန်းအထိထောင်ကဏန်းတောင်းကဏန်းအထိပေါင်းဆက်ပြီးတော့ထည့်သွင်းထားပြီးတော့တိဆောက်ထားတဲ့ဟာဖြစ်တယ်အဲ့အတွက်ဆရာတို့ကဒီ LSBI မှာဆိုလို့ရှိရင်ဘာတွေပေါ်လာပြီလဲဆိုတော့ microprocessor ဆိုတဲ့နည်းပညာတွေစပြီးတော့ပြောင်းလဲလာပြီးပေါ်လာပြီအဲ့တော့ဆရာတို့နားလည်လာမှာကthird generation မှာဆိုလို့ရှိရင် IC ဆိုတဲ့ integrated circuit ကိုသုံးတယ် fourth generation မှာဆိုလို့ရှိရင် integrated circuit ပဲအဲ့ဒီထဲမှာဆရာတို့ဘယ်လိုနည်းပညာတွေထပ်ပေါက်လိုက်တယ်လဲဆိုတော့ large scale integration ဆိုတဲ့နည်းပညာတွေကိုထပ်ပေါက်ပြီးတော့အထဲထဲမှာ transistor ပေါင်းကိုတောင်းကဏန်းသိန်းကဏန်းပါအောင်တိဆောက်ပြီးတော့အလုပ်လုပ်ခိုင်းတဲ့အပိုင်းကိုရောက်လာတာဖြစ်တယ်VLSI ဆိုတာကြတော့ဆရာတို့ very large scale integration လို့ပြောတဲ့အတွက်အဲ့ကောင်ကကြတော့ LSI တဲ့ပုံမူများပြားသော transistor တွေကို handle လုပ်ပေးနိုင်တဲ့နည်းပညာကိုပြောတာเนาะအဲ့ထဲမှာဆိုအစောပြောကြလို့ဆရာတို့က transistor တွေထောင်ကဏန်းတောင်းကဏန်းပါတယ်ဆိုလို့ရှိရင် VLSI မှာဆိုလို့ရှိရင်သိန်းကဏန်းတောင်းကဏန်းသိန်းကဏန်းတန်ကဏန်းအထိဆရာတို့ကထည့်သွင်းအသုံးပြုလို့ရတဲ့အပိုင်းကိုဖြစ်ပေါ်လာတာဖြစ်တယ်အဲကြတော့ VLSI မှာဆိုလို့ရှိရင်ဆရာတို့ကနည်းပညာတွေကเนาะအခုလက်ရှိသုံးနေတဲ့ကွန်ပျူတာတွေထဲမှာဆိုလို့ရှိရင်ဒီနည်းပညာတွေပါလာပြီဘာတွေပါလာမလဲဆိုလို့ရင် processing power တွေကပို့ပြီးတော့အစာပေါင်းများစွာပို့ဖို့မြန်ဆန်လာမယ်เนาะပြီးလို့ရှိရင်ဆရာတို့ခုနပြောလို့ကွန်ပျူတာအရွယ်စားတွေကလည်းတဖြည်းဖြည်းချင်းဒီမှာဆိုတိတိတတ်တာရောသွားမယ်ဆရာခုနပြောတဲ့ third generation မှာဆိုလို့ရှိရင်ဆရာတို့ဘာရှိမလဲရေကတစ်တာဒီဘက်လောက်ရှိတဲ့အရွယ်စား site ကနေပြီးတော့မှဆရာတို့ဒီ fourth generation ကိုရောက်လာတဲ့အခါမှာ LSI VLSI ဒီပညာတွေကိုသုံးလိုက်တဲ့အခါမှာဆရာတို့လက်ရှိသုံးနေတော့ personal computer လို့ခေါ်နေတဲ့ PC size တွေကိုတမဟုတ်ချင်းပြောင်းလဲလာတယ်ပေါ့နော်စပွဲပေါ်မှာတင်ပြီးသုံးလို့ရတဲ့အရွယ်စားပမာဏတွေဖြစ်လာအောင်အဓိကပြောင်းလဲပေးလိုက်တဲ့နည်းပညာဆရာတို့အခု LSI VLSI ဆိုတဲ့နည်းပညာတွေပဲဖြစ်ပါတယ်ရမယ်နော်အဲ့တော့ဆရာတို့ဒီမှာဆိုလို့ရှိရင်နမူနာအနေနဲ့သူက Apple II လို့เนาะ Star 1000လို့ကိုနမူနာပြောထားတယ်အဲ့တော့ဆရာတို့နားလည်ရမှာကအဓိကက fourth generation မှာဆိုလို့ရှိရင်သူတုံးလိုက်တဲ့နည်းပညာ LSI VLSI ဆိုတဲ့เนาะဒီ integrate ဟိုပါပေါ့เนาะ large scale เนาะ integration เนาะ large scale integration ဆိုတဲ့နည်းပညာကိုတုံးလိုက်တဲ့အခါမှာအစောပြောနေတော့ IC chipset တွေကပို့ပြီးတော့လုံဆောင်ချက်တွေကောင်းလာတယ်ပြီးရင်ပို့ပြီးတော့သေးငယ်ကြစ်လစ်ပြီးတော့မှအထဲထဲမှာအလုံးလုံးနိုင်သော hardware ပစ္စည်းတွေကိုသူကထောင်ကဏန်းတောင်ကဏန်းသိန်းကဏန်းတန်ကဏန်းအထိကိုထည့်ပြီးတော့အလုံးလုံးလာနိုင်တယ် IC မှာတော့အတော့မှဆရာတို့ကအလုံးလုံးတာတွေမြန်လာတယ်ထွက်ပေါ်လာတဲ့ data တွေ accurate ဖြစ်တယ်ဆိုတော့အခု LSI ကိုပါတုံးလိုက်တဲ့အခါမှာပုံမူကောင်းမွန်တဲ့ result ဒီပုံမူကောင်းမွန်သောလုံဆောင်ချက်တွေကိုရရှိလာတဲ့ဟာကိုသူကပြောခြင်းဖြစ်တယ်ပြီးတဲ့အခါမှာအရွယ်စားပမာဏအရာဆိုလို့ရှိရင်ဆရာတို့လက်ရှိเนาะအသုံးပြုနေသော PC လို့ခေါ်တဲ့ personal computer အရွယ်စားပမာဏတွေဖြစ်တဲ့စပွဲပေါ်ကိုတင်သုံးလို့ရတဲ့ site တွေအထိကိုသူကပြောင်းလဲလာတာဖြစ်ပါတယ်အခုပုံမှန်ဆိုလဲဆရာတို့ Apple II ဆိုတဲ့ကွန်ပျူတာရဲ့ရွယ်စားနဲ့ပုံသဏ္ဍာန်လေးကိုပြထားတာဖြစ်တယ်အဲ့တော့ဆရာတို့ကဒီစတုတ္ထမျိုးဆက်လို့ခေါ်တဲ့ fourth generation မှာဆိုလို့ရှိရင်ကွန်ပျူတာအရွယ်စားတွေကပြီးသွားမယ်စမ်းဆောင်ရည်တွေနဲ့အသုံးပြုတဲ့ level တွေကဆိုလို့ရှိရင်ရှေ့မှာပေါ်ခဲ့တဲ့เนาะ generation တွေနဲ့ဆိုရင်လုံးဝကိုကွဲပြားခြားနားသွားတယ်ပြီးလို့ရှိရင်တာမန်အသုံးပြုနေသော user တွေအတွက်လည်းဆရာတို့အသုံးပြုလို့ရသွားတဲ့အဆင့်ကိုရောက်လာတယ်ပြီးလို့ရှိရင်ဒီကွန်ပျူတာတွေနဲ့ပဲဆရာတို့ကကြီးမားတဲ့ project တွေကိုလည်းအလုပ်လုပ်လို့ရတယ်လို့เนาะဆရာတို့ဒီတကူကြီးတကားရအသုံးပြုနေသောလူတွေလည်းအသုံးပြုလို့ရတဲ့ဘက်ကိုတိုးတက်လာတာဖြစ်ပါတယ်
နော်ဆရာတို့ဒီ Apple 2ဆိုလို့ရှိရင်ဆရာတို့ကပညာရေးနယ်ပယ်လို့ခေါ်တဲ့ education နယ်ပယ်တွေမှာဆရာတို့ကအသုံးပြုတယ်စီးပွားရေးလုပ်ငန်းအငယ်တွေမှာလည်းဆရာတို့အသုံးပြုကြတယ်ပေါ့နော်ဒါပုံသဏ္ဍာန်လေးမြင်ရလို့ရှိရင်လည်းသိတာပါတယ်နော်တော်တော်လေးကိုပြောင်းလဲလာတယ်ပြီးတဲ့အခါမှာဆရာတို့အိမ်သုံးအနေနဲ့ဖြောပြရေးအနေနဲ့ပါသုံးလို့ရတဲ့အနေအထားတွေဘက်ကိုတဖြည်းဖြည်းချင်းပြောင်းလဲလာတယ်တာမန်အိမ်တွေမှာနော်သုံးလို့ရတဲ့ကွန်ပျူတာတွေအဖြစ်နော်သူကသုံးလို့ရတဲ့အနေအထားတွေဖြစ်လာတယ်ခေတ်လေးတွေဆော့လို့ရမယ်စာစီစာရေးလောက်တာတွေလုပ်လို့ရမယ်တကူရေးလုပ်တကူရေးနော်အချက်လက်တွေကိုနော်ကိုယ်ပိုင်အချက်လက်တွေတကူရေးအချက်လက်တွေကိုသိမ်းဆည်းလို့ရတဲ့နေရာတွေအထိကိုပြန်နှံ့လာပြီးတော့သုံးလာကြတာဖြစ်တယ်ပေါ့နော်ရမယ်နော်fifth generation နော် fifth generation မှာဆိုလို့ရှိရင်เนาะဆရာတို့ကလက်ရှိเนาะလက်ရှိဒီ present ပေါ့เนาะလက်ရှိကာလမှာသုံးနေတဲ့ကွန်ပျူတာလူမျိုးတွေကိုဆရာတို့က fifth generation လို့ဆရာတို့ကပြောလို့ရတယ်ဖော်ညွှန်းလို့ရတယ်ဘာတွေပါလာမှာလဲဆိုတော့သူကဤပညာတွေအပြင်ဘာတွေပါလာမှာလဲဆိုတော့ AI လို့ခေါ်တဲ့ artificial intelligence ဆရာတို့ဒီဘက်2023ကနေဒီဘက်နှစ်ပိုင်းတွေမှာဆိုလို့ချင်းပို့ပြီးတော့ကြဲကြဲလောင်လောင်ကြားနေရတဲ့စကားလုံးပေါ့နော် AI ဆိုတာအဓိကတော့သူကဘာကိုပြောချင်တာလဲဆိုတော့ artificial intelligence ဆိုတာကိုပြောချင်တာဖြစ်တယ် artificial intelligence ဆိုတာကဆရာတို့ကသူ့ကိုဗမာလိုပြောမယ်ဆိုလို့ရှိရင်ဉာဏ်ရည်ဓုလို့လည်းဘာသာပြန်ကြတယ်ဉာဏ်ရည်ဓုလို့ဘာသာပြန်ကြတယ်ဒါကိုတည်တည်ချာချာပြန်ပြီးလေ့လာသုံးသပ်မယ်ဆိုလို့ရှိရင်လူတယောက်ကဲ့သို့တွေးခေါ်ကြံစပြီးတော့အလုံးလုံးနိုင်တဲ့ဒီပညာလို့သူကပြောချင်တာဖြစ်တယ်ဉာဏ်ရည်တုပေါ့နော်အဲ့တော့ဆရာတို့အခုဆိုအရန်ကိုတွင်တွင်ကြဲကြဲ AI ကိုအသုံးပြုလာကြပြီပေါ့နော်အဲ့တော့ဆရာတို့ fifth generation မှာဆိုလို့ရှိရင်เนาะစောပြောတဲ့ hardware တွေအပြင်ဆရာတို့ဘယ်နည်းပညာတွေမှာပို့ပြီးတော့ထည့်လာလဲဆိုတော့ artificial intelligence လို့ခေါ်တဲ့เนาะ AI နည်းပညာတွေကိုပါအခြေခံပြီးတော့သူကဒီဟို generation ကိုထုတ်လုပ်လိုက်တာဖြစ်တယ်เนาะဒီမှာဆိုလို့ရှိရင် computer can understand spoke word เนาะကွန်ပျူတာဆရာတို့စကားလုံးတွေစကားပြောလိုက်တဲ့ဟာတွေကိုသူကနားလေလာတယ်လို့ပြောတယ်ဆရာတို့ Windows တွေ install လုပ်တဲ့အခါမှာ Windows 10တို့ Windows 11တို့ install လုပ်လို့ရှိရင်ဆရာတို့ကဘာလုပ်လဲ voice command နဲ့ installation လုပ်လို့ရတဲ့အပိုင်းတွေပါတယ်နော်အဲ့ဒါကိုသူကဆိုလိုခြင်းဖြစ်တယ်ဆရာတို့ဒီကွန်ပျူတာတွေမှာဆိုလို့ရှိရင်လည်းအခု AI နည်းပညာတွေပါလာတာဖြစ်တဲ့အတွက်ဘာတွေလုပ်လို့ရတယ်ဆရာတို့အတန်နေနဲ့သူကိုခိုင်းလို့ရတယ်တယ်လီဖုန်းတွေမှာဆိုလို့ရှိရင်လည်းတယ်လီဖုန်းဆိုတာလည်းတကယ်တမ်းကတော့ကွန်ပျူတာရဲ့ဒီဟိုပါပေါ့နော်ကွန်ပျူတာအမျိုးအစားတွေကမျိုးကွဲတစ်ခုလို့ပြောလို့ရတယ်သူ့မှာ platform တွေပဲကွဲသွားတာအလုပ်လုပ်ပုံသဏ္ဍာန်တွေကကွန်ပျူတာရဲ့ workflow အခြေခံထားတာပဲဆရာတို့ data input သွင်းမယ် processing လုပ်မယ်ပြီးလို့ရှိရင်ဆရာတို့ output ထုတ်ပြမယ်ထွက်လာတဲ့ result တွေကိုနောက်တစ်ချိန်မှာပြန်သုံးကျင်တယ်ဆိုလို့ရှိရင်ဘာလုပ်ရလဲဆိုတော့ဆရာတို့ကဘာပေါ့နော် storage ဆိုပြီးတော့သိမ်းတယ်အဲ့ပုံသဏ္ဍာန်နဲ့ပဲသွားတာကွန်ပျူတာမှာပဲဖြစ်ဖြစ်เนาะဆရာတို့အခုtablet တွေဖြစ်ဖြစ်ဖုန်းတွေဖြစ်ဖြစ်သဘောတရားအတူတူပဲเนาะအဲ့လိုဆိုကြတော့ဆရာတို့ဖုန်းတွေမှာဆိုလို့ရှိရင်လည်းပါတယ်ဟောပြောလို့ mic တွေပါတယ် mic တွေနဲ့ဆရာတို့ဘာလုပ်ရလဲအခု AI နည်းပညာတွေပါလာတာဖြစ်တဲ့အတွက်ဆရာတို့ဘာလုပ်လို့ရလဲသူ့ကိုအတန် command နေနဲ့เนาะ voice command နေနဲ့သူ့ကိုခိုင်းလို့ရတယ်ပေါ့နော် search လုပ်ခိုင်းတာမျိုးပြီးလို့ရှိရင် hi ဆရာတို့ iPhone မှာဆို hi Siri ဆိုတာမျိုးတွားလို့ရတယ်အခု Gemini လိုမျိုးဆိုလို့ရှိရင်လည်း Gemini ကိုဆရာတို့ voice command နေနဲ့ခိုင်းလို့ရတယ်เนาะအဲ့တော့ဒီမှာရေးထားသလိုပဲကွန်ပျူတာကဘာဖြစ်သွားပြီလဲเนาะဆရာတို့ပြောလိုက်တဲ့စကားလုံးတွေကိုနားလည်တဲ့အဆင့်ကိုရောက်သွားပြီเนาะScientists are constantly working to increase the processing powers of computer เนาะဒီဆရာတို့ဒီပညာရှင်တွေကတဲ့เนาะဒီကွန်ပျူတာကြီးရဲ့အလုံးလုံးနိုင်တဲ့စွမ်းအားတွေကိုပို့ပြီးတော့မြင့်လာဖို့အတွက်ကိုအစဉ်တစိုက်သူကအလုံးလုံးပြီးနေတာဖြစ်တဲ့အတွက်ဆရာတော်ကဒီနည်းပညာမြင့်တဲ့အပိုင်းတွေကိုထည့်ပြီးတော့သူက run ပေးမယ်လုပ်ပေးမှာဟာတွေကိုလုပ်ပေးတာဖြစ်တယ်เนาะရမယ်เนาะThey are trying to create computer with real IQ and have advanced programming and technology เนาะအဲ့တော့သူတို့ကဘာတွေကိုအသုံးပြုပြီးတော့လုပ်နေလဲဆိုတော့ IQ တွေเนาะဒီဆရာတို့ real IQ တွေပြီးလို့ရှိရင်ကွန်ပျူတာထဲမှာရှိနေတဲ့เนาะနည်းပညာမြင့်တွေ program တွေเนาะ program ဆိုတဲ့အစီအစဉ်တွေနည်းပညာတွေเนาะ
ဒီနဲ့ဘာလုပ်လာလဲဒီကွန်ပျူတာတွေကိုပို့ပြီးတော့ပုံမှုကောင်းမွန်လာအောင်လို့သူကတိဆောက်လာကြတယ်နော်တိဆောက်လာကြတယ်အဲ့မှာဆိုလို့ရင်ဆရာတော်က IBM Winston ဆိုတဲ့အားလေးနဲ့သူကနမူနာပြောထားတယ်ဒီမှာဆိုရင်ဆရာတို့မြင်ရတယ်ကွန်ပျူတာကြီးကတခဏတနာနဲ့ကိုနော်ဆရာတို့လုပ်ပြီးနိုင်တဲ့အပိုင်းတွေပါလာပြီပေါ့နော်ဆိုတော့ဆရာပြောခဲ့သလိုပဲထဲထဲမှာဘာတွေပါမှာလဲဆရာတို့အတန်နေနဲ့အလုံးလုပ်တဲ့အပိုင်းတွေပါလာတာဖြစ်ပါတယ်ဒီတိပါမေးစရာလေးရှိမလဲစင်ပြေကြလားဟုတ်ပြေပါတယ်ဆရာဟုတ်မေးစရာရှိရင်လည်းတစ်ချက်မေးပြီနော်ဆရာဟုတ်အဲ့တော့ဒီမှာဆရာတစ်ချက်ရက်လိုက်မယ်နော်ဟုတ်โอเคပါဒါဆိုရင်ဆရာဒီမှာတစ်ဖြတ်ပေးထားလိုက်မယ်နော်တွေ့ဒီကောင်းလေး record ကဟိုလောက်လိုက်ရင်ရပြီနော် record ဆရာဟုတ်ဟိုဟာ stop လုပ်လိုက်ရင်ရတယ်ဆရာသူကဟိုဟာ final ရဖို့ဆရာ converting ဆိုပြီးတော့မှလေအဲ့ဒါလေးတော့စောင့်ရတယ်ဆချိန်ရာပြမယ်နော်ဟုတ်အဲ့ဆိုဆရာဒီနေ့ break လုပ်ပေးလိုက်မယ်နော်ဟုတ်ရလားမသိနော်ဟုတ်ကျောင်းသူမေ့တာလားဟုတ်ပါဘူးတောင်းသူကဆရာမနေ့ကတော့ပြောထားတယ်ဆရာသူ့ဟိုဟာဒီနေ့ရှိတယ်ဆိုတာလေးတော့မေ့တော့မမေ့တော့ပါစင်ပြေလားမသိနော်ဟုတ်ဆရာသင်ပြပါတယ်ဆရာဟုတ်ဆရာတို့ record လေးရက်ကြည့်လိုက်မယ်နော်